ငယ်တငယ်ချင်းဖြစ်တဲ့ Rush နဲ့ဝေးကွာသွားခဲ့ရလို့ Radha တယောက်နေ့ရက်တိုင်းမှာစိတ်မကောင်းဖြစ်ပြီးကြံခဲ့ရရှာပါတယ်ငငယ်တုန်းကဆိုသူတို့နှစ်ယောက်ဟာတနေ့ကုန်ကော်လီရိုက်တန်းကစားလေးရှိပြီး Radha ကကော်လီပစ်တာတအားလက်ဖြောင်းတာပါ Rush တယောက်ရွာကနေမထွက်ခွာခင်မှာလဲ Radha ကိုအမတ်တရလက်ဆောင်နေနဲ့ကော်လီ3လုံးပေးခဲ့ပါသေးတယ်အချိန်တွေတရွေ့ရွေ့ကုန်လို့သူတို့နှစ်ယောက်လုံးအရွယ်ရောက်လာကြတဲ့အခါတရက်တော့ရွာထဲကိုစပွဲတစ်ခုလာကပြပါတယ်အဲ့ဒီပွဲမှာမင်းသားလုပ်တဲ့သူကငငယ်တုန်းက Rush ပြောလေးရှိတဲ့စကားစုတွေကိုပြောလိုက်တဲ့အခါမှာတော့Radha တယောက်ဒါဟာသူမရဲ့ငယ်တငယ်ချင်း Rush ဆိုတာချက်ချင်းရိပ်မိသွားခဲ့ပါတယ် Radha ကဝမ်းသာအားရနဲ့ Rush ရဲ့ငယ်နာမည်ကိုအော်ခေါ်လိုက်မိလို့ပွဲကြီးပရိသတ်တွေအားလုံးဝိုင်းရကြပါတော့တယ်ဒါကြောင့် Rush လည်းရှက်ကိုရှက်ကန်ဖြစ်ပြီးစင်ပေါ်ကနေဆင်းသွားခဲ့ရပါတယ်အဲ့ဒီနောက်Radhaက Rush စီတွားရောက်တွေ့ဆုံပြီးငယ်ဘဝအကြောင်းတွေကိုတတိပေးပြောပြပေမဲ့ Rush ကတော့ရွာသားတွေအားလုံးရဲ့ရှေ့မှာသူ့ကိုလူပြက်လူမျိုးအဆက်ခွဲရမလားဆိုပြီးစိတ်ဆိုးမှန်ဆိုးတုတ်ပြန်ခဲ့ပါတယ် Radha လည်းဘာမှပြန်မပြောဘဲဝမ်းနဲ့ပက်လက်နဲ့ထွက်ခွာသွားခဲ့ရပြီး Rush လည်းစိတ်ထဲမကောင်းဖြစ်ကြံခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်သူမကသူ့ရဲ့ငယ်သူချင်းပဲလေနောက်တနေ့မှာတော့ Rush တယောက်Radhaစီလာရောက်တောင်းပန်ခဲ့ပြီးသူတို့နှစ်ယောက်ပြန်လဲဆင်ပြေသွားကြပါတယ်သူတို့နှစ်ယောက်လမ်းလျှောက်ရင်းငယ်ဘဝအမတ်တရားတွေကိုပြောဆိုနေကြတော့ကလေးတချို့ကော်လီရိုက်ကစားနေတာကိုတွေ့ရပါတယ် Radha ကကလေးတွေစီကကော်လီကိုယူပြီးပြစ်ပြလိုက်တဲ့အခါမှာတော့သူမရဲ့ပြစ်မှတ်တိကျမှုဟာငငယ်တုန်းကအတိုင်းလုံးဝပြောင်းလဲမသွားသေးတာကို Rush တယောက်အံ့ဩတတ်စွာနဲ့တွေ့လိုက်ရပါတော့တယ်မျက်နှာချင်းဆိုင်စားတောက်နေကြတဲ့ Rush နဲ့ Radha တို့ရဲ့ရှေ့ဆက်မဲ့ဇလန်းကိုစိတ်ဝင်စားလို့နောက်ထပ်အပိုင်းတွေကိုဆက်ကြည့်ချင်နေဆိုရင်တော့ဗီဒီယိုလေးကို like ပေးပြီး channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်